Okay မင်္ဂလာပါ The Miss ကနေကြိုဆိုပါရစေဒီနေ့တော့အဆက်ပြက်နေတာနည်းနည်းကြာသွားတဲ့ Classic Bantan ရဲ့ Original Alien တွေကိုတကောင်ချင်းမိတ်ဆက်တဲ့ဘက်ပြန်သွားပါမယ်ဒီနေ့အလှည့်ကြတာကတော့ Wild Mud ပါ Wild Mud ဆိုတာမျက်လုံးမပါပဲမြင်နိုင်နားမပါပဲကြားနိုင်ပါးစပ်ပါပဲမဲ့စကားတော့မပြောနိုင်တဲ့ကောင်ပါဒီကောင်က Original Alien တွေထဲမှာစကားမပြောတတ်တဲ့တကောင်တည်းသောဂျိုသားဖြစ်ပါတယ်သူ့မျိုးနွယ်ရဲ့နာမည်ရင်းက Volpin Mansa လို့ခေါ်ပါတယ်နေတဲ့ဂျိုကတော့ Volpin ပါcreator တွေကဒီကောင်ကိုဖန်တီးတော့မြေခွေးကိုအဓိက inspiration ယူထားပါတယ်။ပြောတာဘယ်နားမှလည်းမြေခွေးနဲ့တူမနေပါဘူး။ခွေးရဲ့မြောက်ဝင်ရဲ့မျိုးဆက်ပြီးမွေးလာတာနဲ့ပိုတူနေပါတယ်။ဒါပေမဲ့ Volpi ဆိုတာလက်တင်လို့မြေခွေးလို့အဓိပ္ပာယ်ရပါတယ်။ဒီကောင်ကများသောအားဖြင့်ခြေလေးချောင်းနဲ့သွာလာလှုပ်ရှားတယ်ဆိုပေမဲ့ခြေနှချောင်းနဲ့လည်းမတက်ရှန်နိုင်ပါတယ်။ဒါကိုတော့မြင်ရခဲ့ပါတယ်။ Volpin ဂျိုကအချိန်မြင့်မှောင်နေပြီးလေးတူးညဉ့်ညမ်းမှုတွေထူထပ်လွန်းတဲ့ဂျိုအရင်ကြီးပါ။ဒီဂျိုဘောကအန်နီယရှိတန်းဝေးတွေကတက်ရှိတွေရဲ့မျက်လုံးကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်လို့အချိန်ပြည့်မှောင်နေတဲ့အတွက်မျက်လုံးပါရင်တော့ဘာမှမြင်ရမှာမဟုတ်ပါဘူး။အဲဒါကြောင့်ဒီဂျိုဘောကတက်ရှိတွေကမျက်လုံးမပါတော့တဲ့အသွင်ပြင်ကိုစင့်ကဲပြောင်းလဲလာကြပါတယ်။လေတူကအသက်ရှူဖို့တောင်အန်နီယများလုံးလို့တာမန်နှာခေါင်းနဲ့သာဆိုအဆုတ်ထဲတန်းဝင်သွားမှာပါ။အဲဒါကြောင့်နှာခေါင်းတွေအစားလေတူတွေကအောက်ဆီဂျင်ကိုပဲစစ်ထုတ်ပြီးရှူသွင်းနိုင်တဲ့ဗဟတ်တွေအဖြစ်စင့်ကဲပြောင်းလဲလာပါတယ်။ငါးတွေရေကိုစစ်ထုတ်ပြီးအသက်ရှူတဲ့သဘာဝနဲ့အတူတူပါပဲ။ဆိုတော့ဟိုးအရင်နှစ်ပေါင်းထောင်သောင်းလောက်တုန်းကသူတို့မိခင်ဂျိုကြီးရဲ့လေတူထဲမှာအန်ဒီရရှိတန်းငွေတွေပြည့်မနေစဉ်ကာလက Volpin Mansa တွေမှာမျက်စိရောနှာခေါင်းမှာရှိခဲ့ပူပါတယ်။တဘာဝနဲ့လိုက်လျောညီထွေရှိပြီးအသက်ရှင်နိုင်အောင်မျိုးဆက်တွေတစ်ခုပြီးတစ်ခုစင်ကဲပြောင်းလဲလာရင်ကဒီနေ့ဒီပုံစံဖြစ်လာတာပါ။ဒါပေမဲ့တရဝတိုင်းမှာအာယုံခံရင်ကဆိုတာလိုအပ်တယ်ဗျ။အဲဒါကြောင့်တဘာဝတရားကြီးကသူတို့ရဲ့ဗဟတ်တွေကိုအသက်ရှူဖို့အတွက်သာမကတာမန်မျက်စိအစားသူတို့ရဲ့မှောင်မဲနေတဲ့ဂျိုနဲ့တဟဇာတာဖြစ်တဲ့အမြင်အာယုံနဲ့အကြားအာယုံကိုပါပေးလိုက်ပါလေ။ဆိုတော့ဒီဗဟတ်တွေကမျက်စိနားနှာခေါင်းသုံးခုပေါင်းထားတာပါဒါပေမဲ့လူသားတွေရဲ့အမြင်အာရုံလိုရုပ်အလုံးအထည်ကြီးတွေတော့မမြင်ရပါဘူးသူတို့ကတက်ရှိတွေရဲ့ခန္ဓာကိုယ်ကအပူငွေးကနေထွက်လာတဲ့အနီရောင်အောက်ရောင်ကြီးကိုပဲအာရုံခံနိုင်ပြီးမြင်ရတာပါဒါကိုသိပ္ပံလို့ဆို thermography အင်္ဂလိပ်လို့ဆို heat vision မြန်မာလို့ဆိုအပူအာရုံခံပုံရိပ်ဖော်အမြင်လို့ခေါ်ပါတယ်ဘာနဲ့သဘောတရားတူမလဲဆိုတော့စစ်သားတွေညဘက်စစ်စင်ရေးလုပ်ရင်တက်ကြတဲ့ night vision မျက်မှန်တွေနဲ့တူပါတယ်Wild Mud အနေနဲ့ရန်သူကိုအကောင်လိုက်ကြီးအလုံးအထည်မမြင်ရတာဟာအားနည်းချက်လို့ထင်ရပေမဲ့တကယ်တော့အာသာချက်ပါ။သူကမျက်လုံးနဲ့ကြည့်တာမဟုတ်တဲ့အတွက်ရှေ့တက်တယ်မဟုတ်ပဲ360ဒီဂရီတစ်ဖက်လေလုံးကိုမြင်ရပါတယ်။နောက်ပြီးတော့ရန်သူကကိုပြောင်းနေရင်တော့မြင်နိုင်ပါတယ်။အကြားအယုံကလည်းအရန်ကောင်းပါတယ်။ဒါကလည်းသဘာဝတရားကြီးကပေးတဲ့လက်ဆောင်ပါပဲ။ဘာမှမမြင်ရမှောင်မဲနေတဲ့ဂျိုပေါ်မှာနေတော့အကြားအယုံကအချိန်နဲ့အမျှပိုကောင်းလာတာပါ။သူကသွားလာလှုပ်ရှားတဲ့အခါအမြင့်ထက်အကြားအယုံကိုပိုပြီးတောင်အားကိုပါတယ်။ခွေးတွေလင်းတို့တွေလို့တာမန်လူတွေမကြားနိုင်တဲ့အတန်လှိုင်းသေးသေးလေးတွေကိုတောင်ကြားနိုင်လို့လင်းတို့တွေရဲ့အာယုံခံစနစ်ဖြစ်တဲ့ echolocation ကိုလည်းသုံးနိုင်ပါတယ်။လင်းတို့တွေကလည်းမျက်စိကောင်းကောင်းမမြင်ရပါဘူး။သူတို့ကအတန်လှိုင်းသေးသေးလေးတွေထုတ်လိုက်တဲ့အခါရှေ့မှာအရာဝတ္ထုတစ်ခုခုရှိရင်အဲ့ဒီအတန်လှိုင်းကပဲ့တင်တန်ပြန်လာပါတယ်။လင်းတို့တွေကအဲ့ဒီပဲ့တင်တန်ကိုနားထောင်ပြီးသူတို့ပြန်နေတဲ့လမ်းကြောင်းရှေ့မှာဘယ်ရွယ်အစားအရာဝတ္ထုရှိတယ်ဆိုတာသိနိုင်ကြပါတယ်။ Volpin Mansa တွေကလည်းဒီနည်းလိုပဲအတန်လှိုင်းတွေတုံခါမှုတွေကိုကြားနိုင်အာယုံခံနိုင်ပါတယ်။ပြီးတော့အနက်ခါအာယုံလည်းကောင်းပါသေးတယ်။အကြားအာယုံရဲ့အမြင့်အာယုံရဲ့အနက်ခါအာယုံရဲ့ပေါင်းစပ်လိုက်တဲ့ combined radar sense ကြောင့်တကယ်ကိုပြည့်စုံတဲ့သဘာဝမုံဆိုးတစ်ကောင်ပါပဲ။ခွန်အားတွေလျှင်မြန်ဖြတ်လက်မှုတွေလည်းကောင်းပါတယ်။သဘာဝလက်နက်တွေကတော့ချွန်ထက်တဲ့သွားတွေရဲ့နောက်ခြေထောက်တွေရဲ့ပါ။သူ့နောက်ခြေထောက်တွေကအမြင့်ကြီးခုန်နိုင်အောင်ရောအားပြင်းပြင်းနဲ့ခြေစုံကန်နိုင်အောင်ရောတိစောက်ထားတာပါ။ဒါဆိုအားနည်းချက်တွေကဘာဖြစ်မလဲ။သူ့ရဲ့အကြားအယုံကအားသာချက်ဖြစ်သလိုအားနည်းချက်လည်းဖြစ်နေပါတယ်။အတန်သေးသေးလေးတွေကိုတောင်ကြားနိုင်လောက်အောင်ကောင်းတဲ့နားတွေရှိနေလို့စူးရှားတဲ့အတန်လှိုင်းတွေသာဆိုရင်နားကွဲမတက်ခံစားရပါတယ်။ဒါကြောင့်စူးရှားတဲ့အတန်လှိုင်းတွေကသူ့အားနည်းချက်ပါ။နောက်တစ်ခုကတော့စကားမပြောနိုင်တာပါ။ဘန်က Wild Mud ပြောင်းထားရင်ပြောဆိုဆက်ဆံနိုင်စွမ်းမရှိတော့တဲ့အတွက်ဂွမ်ညက်သူ့အဖိုးရဲ့နဲ့အပေးယူမတဲတော့ပါဘူး။ဒါကလည်းအရေးပေါ်အခြေအနေတွေမှာတော်တော်တိုင်ပတ်ပါတယ်။ Ultimate version ကတော့စကားပြောနိုင်သွားတာတွေ့ရပါတယ်။နောက်ပြီး original version မှာဘဟတ်က3ခုပဲပါပေမဲ့ ultimate version က4ခုဖြစ်သွားပါတယ်။အားလုံးထက်ဆိုတဲ့အကြီးဆုံးအားနည်းချက်ကသူ့ဘဟတ်တွေပါ။ဒါတွေကမျက်လုံးနှာခေါင်းနား all in one ဖြစ်နေတဲ့အတွက်ဒါတွေဒုက္ခရောက်ရင်သွားပါပြီ။အမြင်သာဆုံးအနေနဲ့ဘန်နာဆေးနေတော့ Wild Mud ပြောင်းလိုက်တော့ဘဟတ်မှာနှစ်ချေးတွေပိတ်ပြီးကောင်းကောင်းလဲမမြင်ရကောင်းကောင်းလဲမကြားရပဲဟိုတိုးဒီတိုက်တွေဖြစ်ကုန်ပါတယ်။ Volpin Mansa မျိုးစိတ်တွေကိုအယောင်အားဖြင့်လိမ္မော်ရောင်အနီရောင်မီးခိုးပြာရောင်တွေတွေ့ရပါတယ်။တခုရှိတာကတခြား Volpin Mansa တွေထက်ဘန်ပြောင်းလိုက်တဲ့ Wild Mud ကအကောင်ပိုသေးပြီးကွဲပြားနေတာပါ။ဒါကဘာလို့လဲဆို Omnitrix ကြောင့်ပါ
Omnitrace က alien တစ်ကောင်ရဲ့ DNA ကိုတာမန်ဆန်ဆန်ပြောင်းပေးလိုက်တာမဟုတ်ပဲအဲ့ဒီမျိုးစိတ်ရဲ့ peak version တနည်းအားဖြင့်အကောင်းဆုံး form ကိုပေးတာပါဥပမာ Ban ရဲ့ forums ကတခြားလက်လေးပတ်တိုင်းနီးပါးထက်ပိုတန်ပါပါတယ်ဒီမှာလည်းဒီလိုပါပဲ Wildmat က Volpin Mansa မျိုးစိတ်တွေရဲ့အကြံ့ခိုင်ဆုံးအတန်မာဆုံးမျှခြေအရှိဆုံး version ပါပိုတန်ပါတယ်ဆိုပြီးဘာလို့ပိုသေးနေတာလဲမေးစရာရှိပြန်ပါတယ်အဖြေကတော့ Wildmat ဆိုတာအာယုံခံစနစ်တွေနဲ့ဖြက်ဖြက်လက်လက်လှုပ်ရှားသွားလာတဲ့ဂျိုသားမျိုးပါ forums လို့လက်သီးနဲ့ပြေးထိုးတဲ့ကောင်မဟုတ်သလို heatless လို့အဝေးကနေလှမ်းတိုက်ခိုက်တဲ့ကောင်လည်းမဟုတ်ပါဘူးအဲ့ဒါကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကလျင်မြန်ဖြက်လက်နေဖို့ကိုအသာပေးပါတယ်ရှောင်းလိုက်တိမ့်လိုက်ခုံပြန်ကြော်လွှားလိုက်နဲ့ရန်သူနာကိုကတ်လာပြီးအားရပါရကြိုက်ပြတဲ့ကောင်မှုမလိုအပ်တဲ့ရှာအရှိကြီးတွေနဲ့ Volpin Mansa အများစုထက်ဒီ body structure ကပိုသားပါတယ်ခန္ဓာကိုယ်ကပိုသေးသွယ်နေတာတောင်မှသူ့မေးရိုးတွေကအကောင်ကြီးတွေထက်တန်မာတဲ့ပုံပေါက်နေတာကိုလည်းတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်အတွက်တော့တိတ်အကြိုက်တွေ့စေတဲ့ alien မဟုတ်ပါဘူးပြင်းမှုကောင်းတယ်လို့ပဲခန်းစားရပါတယ်ဆိုတော့ Wildmat အကြောင်းကဒီလောက်ပါပဲဒီနေ့ဖို့ adios